ပြိုင်ပွဲကတော့စတင်ပါပြီဒီတဲ့ ESPN တရားမာယူဒီတန်ကဒီအောင်ပေါင်းပြီးအောင်ဝစ်စင်ထားပြီးတော့ M5 ကတော့ဒီအောင်ဝစ်စင်ထားပါအရှုကျွန်တော်တို့ပေးထားတဲ့ကန်ပြီးဒီမှာတော့ကျွန်တော်ပွဲစတမိနစ်မှာပဲမာယူဒီတန်ရဲ့စပြီးတော့အမားနေစင် player M5 စောင့်ဝတ်ကိုစတင်ရရှိသွားပြီခင်ဗျာချက်ချင်းဆိုသလိုပဲ ESPN အသင်းကတို့မာယူအီတန်ပေါင်းလုံးကစားကွက်နဲ့အတူပဲကျွန်တော်စီပါဝူကိုပြန်ရရှိသွားခဲ့ခင်ဗျာပွဲတောက်တင်စင်ရပြီးတော့ကြောက်ပွဲချင်းဆိုပြီးမှလည်းတကယ်ကောင်းမွန်တဲ့ player တွေပါဝင်နေတာကြောင့်ပွဲကတော့ပွဲစားချင်းတယောက်တစ်ဖက်သဘောစီတည်ရတဲ့ဖက်ပေါ်သွားခဲ့ပြီ။ညပွဲသားရင်ပထမပိုင်း25မိနစ်အရောက်မှာတော့ဒီတမဲသူပြရတဲ့မျိုးသားတွေမှာယူချက်ကန်ပြီးပွဲသားချင်း၄တဲ့အရောက်မှာတော့လူကနေတဲ့ခြေပါဝုကိုမာယူအီတန်နဲ့ပြင်သွားခဲ့ပြီခင်ဗျာ။မာတင်သားပြီးခေါင်းတိုက်ပြီးရရှိရတဲ့တောက်ကံဘောဒီကပေးပို့မှုကနေတင်တယ်ကလာပပအေးရတယ်ကိုနောက်ကြည့်ပြီးနေပဲကလာပပခေါင်းတိုက်အဆုံးသက်ကဒီပွဲစဉ်ရဲ့တတိယမြောက်ဦးဆောင်ဘူးနဲ့အတူကျွန်တော်တို့ပပယူရင်တင်းကပေးရအန်ဘူးပိုင်ကတော့နောက်ထပ်ဦးဆောင်ဘူးကိုစတင်ရရှိသွားခဲ့ပြီခင်ဗျာESPN အသင်းကံမီကိုဒီကများချက်ချင်းဆိုသလိုပဲရရှိလာတဲ့စာပေကိုခွင့်ရရနေတဲ့ဆင်မာရီယိုအီတန်ကလာပပမြဲဆန်ဆန်ဒိုဝနေတဲ့ခြေပါဝုတကူကိုချက်ချင်းပဲပြန်လဲရှာဖွေသွားခဲ့ပြီခင်ဗျာပွဲသားရင်88မိနစ်အရောက်မှာတော့ပြရအန်ဘူးပိုင်ဒီပွဲတင်ရဲ့စတုတ်သားမြောက်ဘူးနဲ့အတူမာယူအီတန်ကိုပြန်လည်ဥဆောင်သွားခဲ့ခင်ဗျာဒီကလာပါတော့လေသုံးသက်ပိတ်ပိတ်ယူသွားခဲ့တဲ့ပါတယ်ဒီကောင်းတဲ့ကစားကွက်တွေမှာတင်းရဲ့ကိုပြရအန်ဘူးပိုင်ကတော့ကိုနေနဲ့သုံးသက်စင်တလန်းလာခဲ့တယ်လို့တော့ဒီဆင်ပါလေပထမတော့ငကိုကိုလက်ရှိဒုတိယအကျော်မှာ3-4ကိုပေါင်းတိုက်ပြီးတို့3-4ကိုဆိုရရလက်နဲ့ပဲနှစ်ကျော်လုံးနိုင်ရရှိခဲ့တဲ့ပပရီယန်အသင်းက player အန်ဘူးပိုင်ကပဲနောက်ဆင့်ကိုတက်လန်းသွားခဲ့ပါတယ်